အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ English Traditional ဒီချေပုံညက်ခိုင်ပါကျွန်မဒီနေ့ဘာကြောင့်နံပါတ်ပြီး sharing လုပ်မလဲဆိုတော့အားလုံးပဲ buff 1 buff 2 buff 3 buff 5အညီဆိုပြီးသိတယ်ပေါ့နော်ဟို buff 5အညီဆိုပြီးသိတယ်အဲ့ဒီဥစ္စာတွေရဲ့အခြေကိုကျတော့မသိဘူးပေါ့နော်အဲ့ဒီဥစ္စာတွေကိုဘယ်လိုခေါ်လဲဆိုတော့ကျွန်မပြောပြပါမယ် buff 1ကတော့ကျွန်မတို့ပြောနေကြ present simple ပါ present simple ကို buff 1လို့ခေါ်ပါတယ် buff 1မှာ singular ရှိတယ် plural ရှိတယ်ပေါ့နော် buff 2ကကျတော့ကျွန်မတို့အမြဲပြောနေ past tense ပါpast tense နော် ed ပေါင်းရတဲ့ buff ရှိသလို irregular past tense တွေလည်းရှိပါတယ်အဲ့ဒါက buff 2ပါ buff 3ကကျတော့ buff လဲဆိုတော့ကျမတို့ buff 3ကကျတော့ past participle လို့ခေါ်ပါတယ် past participle ပေါ့နော်သူကဘာနဲ့တော်တော်များတွဲရလဲဆိုရင် had တော်တော်များသိရ has have ပေါ့နော် has have နဲ့အမြဲတမ်းတွဲရပါတယ်ဒါပေမဲ့ active passive ဆိုမှဆိုရင်တော့ emissor was one နဲ့ buff to be နဲ့တွဲသုံးပါတယ်အဲ့ဒါက buff 3ပါ buff ing ကတော့ present participle လို့ခေါ်ပါတယ် present participle ကကြတော့တော်တော်များများ buff ing buff to be နဲ့တွဲသုံးပါတယ်နော်အဲ့ဒါက buff ing ပါမြန်မာလိုအဓိပ္ပာယ်ကြတော့ present simple buff 1က the ပေါ့နော်ရိုးရိုး the ပဲနော်ပြီးရင် past simple buff 2က get the လို့ရမယ်ဟုတ်လားဟိုpresent past participle buff 3ကကြတော့ဗာလဲဆိုရင် past participle buff 3ကကြတော့ခဲ့ပြီးပြီလုပ်ခဲ့ပြီးပြီเนาะအဲ့လိုမျိုးလာပါမယ် present participle buff ing ကကြတော့လုပ်နေသည်လို့ပြောရပါနေသည်ဆိုတဲ့အိဗယ်ပါကဲဒီနေ့ဗီဒီယိုကတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင် bye bye မှာ see you